ရှေးဟောင်းတန်နာရီတွေအရဒီကဘာကြီးမှာအချိန်တွေစီးဆင်းလက်ပတ်မှုကိုထောက်ပံ့ပေးထားတဲ့အချိန်မြင့်ကြီးတဆင်းရှိတယ်လို့ဆိုကြပါတယ်အကယ်၍တယောက်ယောက်ကຫນွေဦးဆောင်ဦးပိုးဟတ်မင်းရဲ့စွမ်းအားကိုအသုံးပြုနိုင်ရင်ထိုအချိန်မြင့်ကြီးအတိုင်းဆန်တက်ပြီးအတိတ်ကာလစီကိုပြန်သွားနိုင်တာပါဒါပေမဲ့ဒီလိုဒန်နာရီဆန်တဲ့ပြောစကားပေါ်မှာညှင်းခုန်စရာတွေအများကြီးရှိနေပါတယ်အများစုကဒါကိုလုံးဝမယုံကြသလိုအချို့ကလည်းအမှန်တရားဟုတ်မဟုတ်တန်တရားဝင်နေကြတာပါတကယ်တမ်းလက်တွေ့မှာတော့ဒါကိုရဲရဲဝံ့ဝံ့ယုံကြည်ရဲသူဟာအလွန်ပဲရှားလာပါတယ်ဘာဖြစ်လို့လဲဆိုတော့ຫນွေဦးဆောင်ဦးပိုးဟတ်မင်းကိုတစ်ချိန်အသုံးပြုတိုင်းမှာမိမိရဲ့အသက်ခန္ဓာကိုယ်နဲ့တဘဝလုံးကြင်ကြံထားသမျှစွမ်းအားအလုံးကိုရင်းနှီးပြီးမှသာအစွမ်းကိုနှိုးဆွရတာကြောင့်ဖြစ်ပါတယ်ဒီလိုပေးဆက်ရတဲ့တန်ဖိုးကအလွန်ကြီးမားလွန်းလာပါတယ်ဒါအပြင်လူတွေပိုပြီးလက်မခံနိုင်တဲ့အချက်ကတော့မိမိရဲ့အသက်ကိုယင်းပြီးပေးဆက်လိုက်တဲ့တိုင်အောင်နောက်ဆုံးရလက်ကဘာဖြစ်လာမလဲဆိုတာဘယ်သူမှမသိနိုင်တာကြောင့်ပါဒါကြောင့်တယောက်ယောက်မှာຫນွေဦးဆောင်ဦးပိုးဟတ်မင်းရှိနေရင်တော့ဒါကိုအလွယ်တကူစမ်းသက်သုံးဆွဲရဲမှာမဟုတ်ပါဘူးအကယ်၍ကောလာဟလတွေကအလိမ်ညာတွေချစ်နေရင်ဘယ်လိုလုပ်မလဲဖန်ရွန်ကိုယ်တိုင်လည်းအစောပိုင်းတုန်းကရန်သူတွေရဲ့ဝိုင်းရံပိတ်ဆို့မှုကိုမခံရဘဲအကြက်တဲမတွေးခဲ့ရင်ဒီပိုးကောင်ကိုဒီလောက်အလောတက်ကြီးအသုံးပြုခဲ့မှာမဟုတ်ပါဘူးဒါပေမဲ့အခုအချိန်မှာတော့ဖန်ရွန်ဟာဒါကိုလုံးဝယုံကြည်သွားပါပြီဘာလို့လဲဆိုတော့အမှန်တရားကသူ့မျက်စိရှေ့မှာတင်ရှိနေပြီးညှင်းပယ်လို့မရအောင်သူတကယ်ပဲပြန်လည်မွေးဖွားလာခဲ့လို့ဖြစ်ပါတယ်နှမျောစရာကောင်းတာကတော့အစတုန်းကငါဒီကူပိုးကောင်ကိုရရှိဖို့နဲ့တန့်စင်ဖို့အတွက်လူပေါင်းသိန်းချီကိုတက်ခဲ့ရတယ်ကောင်းကင်ကြီးကိုတောင်ဒေါသထွက်စေခဲ့ပြီးလူတွေရဲ့ကလဲ့စားချေမှုကိုခံခဲ့ရတယ်ဆင်းရဲဒုက္ခပေါင်းစုံနဲ့အခက်အခဲများစွာကိုကြော်ဖြတ်ပြီးမှဒီကူဘိုးကိုရခဲ့တာဖန်ရွန်ဟာသူ့ရဲ့ရင်ထဲမှာတက်ပြင်းချရင်တွေးလိုက်မိပါတယ်သူအတိတ်ကိုပြန်ရောက်လာခဲ့ပေမဲ့ຫນွေဦးဆောင်ဦးပိုးဟတ်မင်းကတော့သူ့ရဲ့ခန္ဓာကိုယ်ထဲမှာပါမလာခဲ့ပါဘူးဒီကဘာမှာလူသားတွေကတတဝါအားလုံးထဲမှာအမျက်ဆုံးဖြစ်ပြီးကူဘိုးကောင်တွေကတော့ကောင်းကင်နဲ့မြေပြင်ရဲ့အနှစ်သာရတွေချစ်ကြပါတယ်ကူဘိုးကောင်တွေမှာပုံတန်နာရီပေါင်းစုံအရွယ်စားပေါင်းစုံနဲ့ထူးဆန်းအံ့သဖွယ်ကောင်းလာတဲ့စွမ်းရည်တွေရှိကြပြီးရေတွက်လို့တောင်မရနိုင်ပါဘူးအချို့ကူဘိုးတွေကတစ်ကြိမ်နှစ်ကြိမ်ဒါမှမဟုတ်သုံးကြိမ်လောက်သုံးပြီးရင်လုံးဝပျောက်ကွယ်သွားတတ်တယ်လို့အချို့ကူဘိုးတွေကတော့သတ်မှတ်ထားတဲ့အကန့်အသတ်ကိုမကျော်လွန်သရွေ့အကြိမ်ကြိမ်ပြန်သုံးလို့ရပါတယ်ဒါကိုကြည့်ခြင်းအပြင်ຫນွေဦးဆောင်ဦးပိုးဟတ်မင်းဟာတစ်ကြိမ်ပဲသုံးလို့ရပြီးလုံးဝကွယ်ပြောက်သွားတဲ့ကူဘိုးမျိုးစားဖြစ်နိုင်ပါတယ်ဒါပေမဲ့ပျောက်သွားရင်လည်းဘာဖြစ်လဲငါနောက်ထပ်တစ်ကောင်ကိုထပ်ပြီးတန့်စင်အောင်လုပ်ယူရုံပေါ့အရင်ဘဝတုန်းကတော့ငါလုံနိုင်ခဲ့တာပဲဒီဘဝမှာဘာလို့မလုံနိုင်ရမှာလဲနှမျောတတ်ဖြစ်เสียအတွေးတွေကိုဖယ်ထုတ်လိုက်ပြီးနောက်ဖန်ရွန်ရဲ့နှလုံးသားထဲမှာကြီးမားတဲ့ရည်မှန်းချက်တွေနဲ့ပြတ်သားတဲ့စိတ်ဓာတ်တွေပြန်လည်နိုးထလာပါတယ်အတိတ်ကိုပြန်လည်မွေးဖွားနိုင်ခဲ့တယ်ဆိုတဲ့အချက်ကတင်ຫນွေဦးဆောင်ဦးပိုးဟတ်မင်းဆုံးရှုံးသွားမှုကိုလုံးဝအစားထိုးနိုင်ပါတယ်ဒါအပြင်သူ့မှာအရာအလုံးဆုံးရှုံးသွားတာလည်းမဟုတ်ပါဘူးသူ့ရဲ့အနီးနားမှာအလွန်တန်ဖိုးရှိတဲ့ယတနာတစ်ခုကြံရှိနေသေးတာဖြစ်ပါတယ်အဲ့ဒီယတနာကတော့နှစ်ပေါင်း900စာအတိတ်မှတ်ဉဏ်တွေနဲ့အတွေ့အကြုံတွေပဲဖြစ်ပါတယ်သူ့ရဲ့မှတ်ဉဏ်တွေထဲမှာဒီအချိန်ကာလတုန်းကဘယ်သူမှမရှာဖွေရသေးတဲ့မြောက်များစွာသောယတနာတွေနဲ့တန်ဖိုးရှိတဲ့အရာတွေရှိနေတဲ့နေရာတွေကိုသိနေပါတယ်တမိုင်းရဲ့စီးဆင်းမှုအရာဖြစ်ပျက်လာမဲ့ကြီးကျယ်တဲ့ဖြစ်ရပ်တွေနဲ့အဖြစ်အပျက်တွေအားလုံးကိုလည်းသူအလွယ်တကူကြိုတင်သိရှိနေတာပါဒါအပြင်အနာဂတ်မှာပေါ်ထွက်လာမဲ့မရေမတွက်နိုင်တဲ့လူသားတွေရဲ့မှာအချို့ကချို့ဝှက်ဆန်းကျယ်တဲ့အစင်းမြင့်ပုံကိုကြီးတွေဖြစ်လာကြမှာဖြစ်ပြီးအချို့ကပါရမီရှင်တွေဖြစ်လာကြမှာပါအချို့ဆိုရင်အခုအချိန်မှာမမွေးဖွားသေးပါဘူးပြီးတော့ဒီနှစ်ပေါင်း900တာဘဝတက်တန်းအတွင်းမှာသူခါးစီခံပြီးကြင်ကြံခဲ့ရတဲ့အတွေ့အကြုံတွေနဲ့ကြွယ်ဝလာတဲ့တိုက်ခိုက်ရေးအတွေ့အကြုံတွေလည်းရှိနေပါသေးတယ်ဒီမှတ်ဉဏ်တွေအတွေ့အကြုံတွေအားလုံးနဲ့တင်သူဟာအနာဂတ်မှာဖြစ်လာမဲ့အခြေအနေတွေနဲ့အခွင့်အရေးတွေအားလုံးကိုလက်ဝါးကြီးအုပ်စိုးမိုးထားနိုင်ပြီဖြစ်ပါတယ်တေချာတဲ့စီမံကိန်းတွေလှုပ်ဆောင်ချက်တွေသာရှိမယ်ဆိုရင်သူဟာဒီကဘာကြီးကိုလက်ပစမ်းကျဲစွာနဲ့ရင်ဆိုင်သွားနိုင်မှာပါအခြားလူတွေထက်တလန်းစောနေမှာဖြစ်တဲ့အတွက်မြင့်မားတဲ့အတားအဆီးတွေကိုကြားအော်ဖြတ်ဖို့ကသူ့အတွက်ဘာမှမခက်ခဲတော့ပါဘူးဒါပေမဲ့ငါခုဘာကနေစလုပ်ရမလဲဖန်ရွန်ဟာအလွန်ပဲအတိတရားရှိသူဖြစ်ပါတယ်သူကစိတ်ကိုတည်ငြိမ်အောင်ထိန်းလိုက်ပြီးပြတင်းပေါက်ပြင်ဘက်ကညမိုးရွာနေတာကိုကြည်ရင်ဆက်ပြီးတွေးရောနေပါတယ်အရာရာကိုပြန်တွေးကြည့်တဲ့အခါအခြေအနေတွေကရှုပ်ထွေးစပ်ပြူလာပြီးခါးမြစဉ်းစားပြီးနောက်သူ့ရဲ့မျက်ခုံးတွေကပိုပြီးတွန်းကြိုးသွားပါတယ်နှစ်ပေါင်း900ဆိုတဲ့အချိန်ကာလကအလွန်ပဲရှည်လျားလာပါတယ်အလွန်ဝေးကွာပြီးမရေမရာဖြစ်နေတဲ့မှတ်ဉဏ်တွေကိုပြန်မဖော်နိုင်တာကိုထားလိုက်ဦးတော့ရှို့ဝတ်တဲ့ယတနာတွေရှိတဲ့နေရာဒါမှမဟုတ်လူတွေနဲ့ဆုံတွေ့ရမယ့်အခွင့်အရေးတွေတင်မကပဲအဓိကပြဿနာကအဲ့ဒီနေရာတွေဟာအလွန်ဝေးကွာတဲ့နေရာတွေမှာရှိနေကြပြီးသတ်မှတ်ထားတဲ့အချိန်ကာလတွေမှာမှတွားရောက်ရမှာဖြစ်ပါတယ်ပြီးတော့အရေးကြီးဆုံးချက်ကကြင်ကြံခြင်းစွမ်းအားပါပဲအခုအချိန်မှာဖန်ရွန်ရဲ့ခန္ဓာကိုယ်ရဲ့ကပင်လယ်စွမ်းအင်အောင်မပွင့်သေးသလိုကူဆရာတယောက်ရဲ့လမ်းစဉ်ပေါ်ကိုလည်းမချေချရသေးပါဘူးသူကတာမန်လူသားတယောက်ပဲရှိပါသေးတယ်ဒါကြောင့်သူဟာတမိုင်းရဲ့အဖြစ်အပျက်တွေကိုအမိလိုက်နိုင်ဖို့နဲ့အခွင့်အရေးတွေကိုအကောင်းဆုံးအရယူနိုင်ဖို့အတွက်အမြန်ဆုံးကြင်ကြံရမှာဖြစ်ပါတယ်မေ့ထားလို့မရတာကတော့အခြေခံအုတ်မြစ်ကောင်းကောင်းမရှိပဲအဲ့ဒီရှိုးဝဲရတနာတွေရှိတဲ့နေရာကိုသွားရင်ဘာမှအသုံးမဝင်တဲ့အပြင်ဝမ်ပူတွေတွင်တဲ့ကိုကိုယ်တိုင်လမ်းလျှောက်ဝင်ပြီးတေချောင်းရှာသလိုမျိုးပဲဖြစ်သွားမှာပါအခုဖန်ရွန်ရဲ့ရှေ့မောက်မှာရှိနေတဲ့ပြဿနာက
ကျင့်ကြံခြင်းစင့်ကိုအမြန်ဆုံးမြင့်တင်ဖို့ပါပဲအကယ်၍အရင်ဘဝတုန်းကလိုနေကွေးနေမယ်ဆိုရင်အရာရာနောက်ကျသွားပါလိမ့်မယ်အမြန်ဆုံးကျင့်ကြံနိုင်ဖို့အတွက်ဆိုရင်တော့မျိုးနွယ်စုရဲ့အရင်းမြစ်တွေကိုချင်းကားရမှာဖြစ်ပါတယ်အခုသူ့ရဲ့အခြေအနေနဲ့ဆိုရင်ဘေးအန္တရာယ်များတဲ့တောင်တန်းတွေကိုဖျက်ဆီးသွားလာနိုင်မဲ့စွမ်းအားမရှိသေးပါဘူးတာမန်နောဝတ်တကောင်ကတင်သူ့ရဲ့အသက်ကိုအလွယ်တကူနှုတ်ယူသွားနိုင်ပါတယ်ငါသာအဆင့်3ခုဆေးရအဆင့်ကိုရောက်သွားမယ်ဆိုရင်ကိုကာကွယ်နိုင်ပြီးဒီတောင်တန်းကနေထွက်ခွာနိုင်မဲ့နေလန်းတွေရှိလာလိမ့်မယ်နှစ်ပေါင်း900တိုင်အောင်နတ်ဆိုးလန်းစင်မှာကျင့်ကြံခဲ့တဲ့လူတစ်ယောက်ရဲ့အမြင်နဲ့ကြည့်မယ်ဆိုရင်တော့ဒီချင်းမော်တောင်တန်းဆိုတာအလွန်ပဲတင်းငယ်လုံးလာပါတယ်ဂူယူရွာကြီးဆိုတာလည်းလောင်အိမ်တစ်ခုလိုပါပဲဒါပေမဲ့ဒီလောင်အိမ်ကလွတ်လပ်ခွင့်ကိုပိတ်ပင်ထားတယ်ဆိုပေမဲ့ခိုင်ခန့်တဲ့လောင်အိမ်တန်တိုင်တွေကပဲတစ်ဖက်ကကြည့်ရင်ဘေးကင်းလုံခြုံမှုကိုလည်းပေးစွမ်းနိုင်ပါတယ်ဒီတော့လောလောဆယ်ဒီချိန်တို့အတွင်းမှာငါဒီလောင်အိမ်ထဲမှာပဲနေရမယ်ငါအဆင့်3ခုဆေးရအဆင့်ကိုရောက်တာနဲ့ဒီဆင်းရဲတဲ့တောင်တန်းကနေချက်ချင်းထွက်ခွာမယ်ကံကောင်းတာကမနှက်ဖြန်ဆိုရင်ဖွင့်ပွဲခမ်းနားရှိနေပြီဆိုတော့မကြခင်မှာကူဆေးရတယောက်အနေနဲ့စပြီးလေ့ကျင့်လို့ရတော့မှာပဲဖွင့်ပွဲခမ်းနားအကြောင်းတွေးမိတဲ့အခါသူ့ရဲ့နှလုံးသားထဲမှာကြာမြင့်စွာမြုပ်နှံထားတဲ့အတိတ်ကမှတ်ဉာဏ်ဟောင်းတွေဟာပြန်လည်နိုးထလာပါတယ်ပါရမီဟုတ်လားသူကလောင်ပြုံးတစ်ချက်ပြုံးလိုက်ပြီးသူ့ရဲ့အကြည့်တွေကိုပြတင်းပေါက်ပြင်ဘက်စီတို့ပို့ထားလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲသူ့ခန်းတကားကိုအตาအရာတွန်းဖွင့်လိုက်ပြီးလူငယ်လေးတယောက်အခန်းထဲကိုရှောက်လန်းဝင်လာပါတယ်အကိုကြီးအပြင်မှာမိုးတွေရွာနေတာကိုဘာလို့ပြတင်းပေါက်နားမှာရက်ကြည့်နေတာလဲထိုလူငယ်လေးဟာခနာကိုပိန်ပိန်ပါးပါးနဲ့ဖန်ရွံထက်အရက်အနှဲငယ်ပူပါတယ်သူ့ရဲ့ရုပ်ရည်ကဖန်ရွံနဲ့အလွန်ပဲတူညီလာပါတယ်ဖန်ရွံကသူ့ရဲ့ခေါင်းကိုလှည့်ပြီးထိုလူငယ်လေးကိုကြည့်လိုက်တဲ့အခါသူ့ရဲ့မျက်နှာပေါ်မှာရှုပ်ထွေးတဲ့အရိပ်ရောင်တစ်ခုဖြတ်ပြေးသွားပါတယ်မင်းကိုငါရဲ့အမြွာညီလေးဖန်ရွံကသူ့ရဲ့မျက်ခုံးတွေကိုပစ်လိုက်ပြီးမျက်နှာမူရာကတော့အေးဆက်ငြိမ်သက်တဲ့ပုံစံအတိုင်းပြန်ဖြစ်သွားပါတယ်ဂူယူဖန်ကျူးဟာခေါင်းကိုငုံထားပြီးမိမိရဲ့ခြေမကိုပဲစိုက်ကြည့်နေပါတယ်ဒါကသူ့ရဲ့ပုံမှန်အမူအရာပါပဲကျွန်တော်အကိုကြီးရဲ့အခန်းပြတင်းပေါက်ပွင့်နေတာကိုမြင်လို့ဝင်ပိတ်ပေးမလို့ပါမနှက်ဖြန်ဆိုရင်ဖွင့်ပွဲခမ်းနားရှိတယ်လေအခုဆိုရင်အချိန်တော်နောက်ကျနေပြီကိုအကိုကြီးအိယာမဝင်သေးဘူးအကယ်၍ဦးလေးနဲ့အတော်သာသိရင်သူတို့စိုးရိမ်ကြလိမ့်မယ်ဖန်ကျူးဟာဖန်ရွံရဲ့အေးဆက်မှုကိုအန်တားမနေပါဘူးဘာလို့လဲဆိုတော့ငယ်ငယ်ကလေးကသူ့ရဲ့အကိုကြီးဟာအမြဲတမ်းဒီလိုပုံစံမျိုးဖြစ်ခဲ့လို့ပါတခါတရံမှာသူကပါရမီရှင်တွေဆိုတာဒီလိုပဲတာမန်လူတွေနဲ့ကွဲပြားခြားနားတတ်တာနေမှာပါလို့တွေးမိပါတယ်သူ့မှာလည်းသူ့အကိုကြီးနဲ့တူညီတဲ့ရုပ်ရည်ရှိနေတော့လဲမိမိကိုယ်တော့ပွရွက်စိတ်တကောင်လိုတာမန်လူတယောက်ပဲလို့ခံစားနေရတာပါသူတို့ဟာအမိဝမ်းတစ်ခုတည်းကနေတစ်ချိန်တည်းမှာအတူတူမွေးဖွားလာခဲ့ကြတာဖြစ်ပေမဲ့ကောင်းကင်ကြီးကဘာလို့ဒီလောက်တောင်မတရားရတာလဲသူ့ရဲ့အကိုကြီးဟာတောက်ပတဲ့ပါရမီတွေကိုပိုင်ဆိုင်ထားပြီးသူကိုယ်တိုင်ကတော့လမ်းဘေးကကြောက်ခဲတလုံးလိုတာမန်ပဲဖြစ်နေရပါတယ်ပဝန်းကျင်ကလူတွေအားလုံးကသူ့ကိုမြင်ရင်ဒါဖန်ရွံရဲ့ညီလေးပဲလို့ပြောလို့ရှိကြပါတယ်သူ့ရဲ့ဦးလေးနဲ့အတော်ကလည်းသူ့ကိုမင်းအကိုကြီးစီကနေအတူယူစမ်းပါလို့အမြဲတမ်းပြောဆိုကြပါတယ်မှန်ထဲမှာမိမိရဲ့ရုပ်ရည်ကိုပြန်ကြည့်မိတဲ့အခါတိုင်းမှာပင်သူ့ကိုယ်သူယွင်ရှာမိတဲ့အထိဖြစ်ခဲ့ရတာပါဒီလိုအတွေးတွေဟာနှစ်ပေါင်းများစွာနေရောညပါသူ့ရဲ့နှလုံးသားထဲမှာစုပုံလာခဲ့ပြီးကြီးမားတဲ့ကြောက်တုံးကြီးတစ်ခုလိုသူ့ရင်ကိုဖိနှိပ်ထားခဲ့ပါတယ်ဒါကြောင့်ဒီနှစ်ပိုင်းတွေထဲမှာဖန်ကျူးဟာခေါင်းကိုပိုပြီးငုတ်လာခဲ့ပြီးစကားလဲနေလာခဲ့တာဖြစ်ပါတယ်ဦးလေးနဲ့အတော်ကစိုးရိမ်မယ်ဟုတ်လားဖန်ရွံဟာစိတ်ထဲကနေတိတ်တဆိတ်ရေမောလိုက်မိပါတယ်သူရှင်းရှင်းလင်းလင်းမှတ်မိနေပါသေးတယ်ဒီကဘာကသူ့ရဲ့မိဘနှစ်ပါးစလုံးဟာသူအသက်3နှစ်အရွယ်တုန်းကမျိုးနွယ်စုရဲ့တာဝန်တစ်ခုကိုထမ်းဆောင်ရင်းတည်ဆုံသွားခဲ့ကြတာပါသူနဲ့သူ့ညီလေးဟာမိဘမဲ့ကလေးတွေဖြစ်လာခဲ့ကြပါတယ်သူတို့ကိုကျွေးမွေးဆောင်ရှောက်တယ်ဆိုတဲ့ခေါင်းစဉ်အောက်မှာသူတို့ရဲ့ဦးလေးနဲ့အတော်ဟာမိဘတွေခြံထားခဲ့တဲ့အမွေနှစ်အားလုံးကိုတိမ့်ပိုက်ခဲ့ပြီးသူနဲ့သူ့ညီလေးအပေါ်မှာရရဆက်ဆက်ပြုမှုခဲ့ကြတာဖြစ်ပါတယ်အစတုန်းကဖန်ရွံဟာတာမန်လူတယောက်အနေနဲ့နေထိုင်ပြီးမိမိရဲ့စွမ်းရည်တွေကိုဖျောက်ဖျက်ကအချိန်ကိုစောင့်ဆိုင်ဖို့ပြင်ဆင်ခဲ့တာပါဒါပေမဲ့လူမှုဘဝကအလွန်ပဲခက်ခဲလွန်းတာကြောင့်ဖန်ရွံဟာမိမိရဲ့ပါရမီချို့ကိုထုတ်ပြဖို့ရွေးချယ်ခဲ့ရပါတယ်အဲ့ဒီပါရမီဆိုတာကလည်းကဘာမြေပေါ်ကနမေကြီးရှေးဟောင်းကပြအချို့ကိုအလို့ရွပြပြီးလူတွေကိုအံ့တအောင်လုပ်ခဲ့တာယုံမျှတာဖြစ်ပါတယ်ပတ်ဝန်းကျင်ရဲ့ဖိအားတွေကြောင့်ငယ်ရွယ်တဲ့ဖန်ရွံဟာမိမိကိုယ်ကိုကာကွယ်ဖို့အတွက်အမြဲတမ်းအေးဆက်ငြိမ်သက်တဲ့မျက်နှာမူရာကိုပြုလုပ်ခဲ့ပြီးမိမိရဲ့ချို့ဝှက်ချက်တွေကိုမတိစေရန်ဖုံးကွယ်ခဲ့တာပါအချိန်ကြာလာတာနဲ့အမျှဒီလိုအေးဆက်မှုကသူ့အတွက်အလေးအကျင့်တစ်ခုဖြစ်သွားခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့ဦးလေးနဲ့အတော်ဖြစ်သူဟာသူတို့ပေါ်မှာရက်ဆက်တဲ့ပြုမှုမှုတွေမလုပ်ရတော့ပါဘူး။အချိန်တွေကုန်လွန်ပြီးသူတို့အရွယ်ရောက်လာတဲ့အခါအနာဂတ်ကပိုပြီးကောင်းမွန်လာသလိုသူတို့အပေါ်ပြုစုဆောင်ရှောက်မှုတွေကလည်းပိုပြီးတိုးပွားလာခဲ့ပါတယ်။ဒါကမေတ္တာတရားကြောင့်မဟုတ်ပဲအနာဂတ်အတွက်ရင်းနှီးမြှုပ်နှံမှုတစ်ခုပဲဖြစ်ပါတယ်။ရဲစရာကောင်းတာကတော့သူ့ရဲ့ညီလေးဟာဒီမန်တရားကိုဘယ်တော့မှမမြင်ခဲ့တာပါပဲဦးလေးနဲ့အတော်ရဲ့လက်ကွက်တွေထဲမှာပဲလမ်းမကဲ့ယုံတင်မကပဲသူ့ရဲ့ရင်ထဲမှာမုန်းတီးမှုတွေပါစတင်ဖြစ်ပေါ်လာခဲ့တာပါအခုအချိန်မှာတော့သူကရိုးသားပြီးအေးအေးဆေးဆေးရှိလာတဲ့ကောင်လေးတယောက်လိုထင်ရပေမဲ့ဖန်ရွံရဲ့မှတ်ဉာဏ်တွေထဲမှာတော့ဖွင့်ပွဲခမ်းနားမှာဒီကောင်လေးဟာအဆင့်အေးပါရမီရှိတယ်ဆိုတာတိလိုက်ရပြီးတဲ့နောက်မျိုးနွယ်စုက
သူ့ကိုအစွမ်းကုန်ပြုစုပြောထောင်ပေးခဲ့ကြပါတယ်။အဲ့ဒီနောက်မှာတော့သူ့ရင်ထဲမှာမြုပ်နှံထားတဲ့မုန်းတီးမှုတွေမနာလိုမှုတွေနဲ့နာကျည်းမှုတွေအားလုံးထွက်ပေါ်လာပြီးသူဟာအကိုဖြစ်သူဖန်ယွမ်ကိုအကြိမ်ကြိမ်ပြစ်မှတ်ထားနှိပ်စက်ကဘဝကိုခက်ခဲအောင်လုပ်ခဲ့ပါတော့တယ်။ဖန်ယွမ်ကိုယ်တိုင်ရဲ့ပါရမီကတော့အဆင့်စီပဲရှိခဲ့တာပါ။ကံကြမ္မာကအမြွာညီအကိုနှစ်ယောက်ကိုတကယ်ပဲပြောင်းလောင်ခဲ့တာဖြစ်ပါတယ်။အကိုဖြစ်သူကအဆင့်စီပါရမီပဲရှိပြီးနှစ်ပေါင်းများစွာပါရမီရှင်ဖြစ်သတ်မှတ်ခြင်းခံခဲ့ရပေမဲ့အမြဲတမ်းပြစ်ပယ်ခြင်းခံခဲ့ရတဲ့ညီဖြစ်သူကတော့အဆင့်အေပါရမီကိုပိုင်ဆိုင်ထားခဲ့တာပါ။ဖွင့်ပွဲခမ်းနားရဲ့ရလဒ်ကြောင့်တရွာလုံးအံ့သတုန်လှုပ်သွားခဲ့ကြပြီးညီအကိုနှစ်ယောက်ရဲ့အခြေအနေကလည်းချက်ချင်းဆိုသလိုပြောင်းပြန်ဖြစ်သွားခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းမှာညီဖြစ်သူကကောင်းကင်ဘော်ကိုပြန်တက်သွားတဲ့နဂါးတစ်ကောင်လိုဖြစ်သွားခဲ့ပြီးအကိုဖြစ်သူကတော့မြေပြင်ပေါ်ကိုပြုတ်ကျသွားတဲ့ဖီးနှင်းငှက်တစ်ကောင်လိုဖြစ်ခဲ့ရတာပါ။အဲ့ဒီနောက်မှာတော့ညီဖြစ်သူရဲ့နှိပ်စက်မှုတွေဦးလေးနဲ့အတော်ရဲ့အေးဆက်တဲ့အကြည့်တွေရွာသားတွေရဲ့အထင်သေးမှုတွေနဲ့ဆင်းရဲဒုက္ခပေါင်းစုံကိုဖန်ယွမ်ခံစားခဲ့ရပါတယ်။သူမုန်းခဲ့သလား။ဟုတ်ပါတယ်အရင်ဘဝတုန်းကဖန်ယွမ်ဟာဒါတွေကိုအယမ်းမုန်းခဲ့ပါတယ်မိမိမှာပါရမီမရှိတာကိုမုန်းခဲ့တယ်လို့မျိုးနွယ်စုရဲ့ရက်စက်မှုကိုမုန်းခဲ့ပြီးကံကြမ္မာရဲ့မတရားမှုကိုလည်းမုန်းတီးခဲ့တာပါဒါပေမဲ့အခုအချိန်မှာတော့နှစ်ပေါင်း900ရဲ့ဘဝအတွေ့အကြုံတွေနဲ့ဒီအဖြစ်အပျက်ကိုပြန်လည်တွေးတော့ကြည့်တဲ့အခါသူ့ရဲ့နှလုံးသားကအေးဆက်ငြိမ်သက်နေပြီးမုန်းတီးမှုဆိုတာအစအနတောင်မရှိတော့ပါဘူးမုန်းတီးနေလို့ကောဘာတွေထူးခြားလာမှလဲအခြားတစ်ဖက်ကနေပြန်တွေးကြည့်ရင်သူ့ရဲ့ညီလေးဦးလေးနဲ့အတော်ပြီးတော့လွန်ခဲ့တဲ့နှစ်ပေါင်း900ကသူ့ကိုတိုက်ခိုက်ခဲ့တဲ့ရန်သူတွေအားလုံးရဲ့လုပ်ရက်ကိုသူနားလည်ပေးနိုင်ပါတယ်။အားကြီးသူကအားနည်းသူကိုဝါမျိုးတာတဘာဝတရားရဲ့ရွေးချယ်မှုအရာတန်ဆွမ်းသူသာရှင်တန်ခွင့်ရတာတွေကဒီကဘာကြီးရဲ့စီးမျက်နှာဖြစ်ခဲ့တာကြပါပြီ။လူတိုင်းမှာကိုယ်ပိုင်ရည်မှန်းချက်တွေရှိကြပြီးစစ်ပွဲတွေနဲ့တပ်ဖြတ်မှုတွေအကြားမှာအခွင့်အရေးတွေကိုရယူဖို့အမြဲတမ်းရုန်းကန်နေကြရတာပဲမဟုတ်လား။ဒါကိုနားမလည်နိုင်စရာပါရှိမလဲ။နှစ်ပေါင်း900ရဲ့ဘဝအတွေ့အကြုံတွေကသူ့ကိုဒါတွေအားလုံးကိုနားလည်စေခဲ့ပါပြီးထာဝရရှင်တန်ခြင်းကိုရရှိခြင်းနဲ့နှလုံးသားတစ်ခုနဲ့အတူအကယ်၍တယောက်ယောက်ကသူ့ရဲ့လမ်းစဉ်ကိုလာပြီးပိတ်ဆို့မယ်ဆိုရင်အဲ့ဒီလူကဘသူပဲဖြစ်ဖြစ်သူတက်ဖြတ်ပြီးကြော့ဖြတ်သွားမှာဖြစ်ပါတယ်သူ့ရဲ့ရင်ထဲမှာရှိတဲ့ရည်မှန်းချက်ကအလွန်ကြီးမားလုံးလာတာကြောင့်ဒီလမ်းစဉ်ပေါ်ကိုခြေချလိုက်ခြင်းကကဘာကြီးတစ်ခုလုံးကိုရန်သူဖြစ်သတ်မှတ်လိုက်တာနဲ့အတူတူပါပဲဒါကတယောက်တည်းဖြတ်တန်းရမယ့်လမ်းဖြစ်ပြီးတက်ဖြတ်ခြင်းတွေနဲ့ပြည့်နှက်နေမှာဖြစ်ပါတယ်ဒါကနှစ်ပေါင်း900ကရရှိခဲ့တဲ့သူ့ရဲ့ညီကုန်းချုပ်အဖြစ်ပါပဲကလဲစားချေဖို့ဆိုတာငါရဲ့ရည်ရွယ်ချက်မဟုတ်ဘူးနဆိုးလန်းစင်ဆိုတာဘယ်ရာနဲ့မှအလျှော့မပေးတာပဲဒီလိုတွေးပြီးနောက်သူကမရေပဲမနေနိုင်တော့ပဲသူ့ရဲ့ညီလေးကိုအေးဆက်စွာတစ်ချက်ကြည့်လိုက်ပြီးမင်းသွားလို့ရပြီလို့ပြောလိုက်ပါတယ်ဖန်ကျူးဟာသူ့အကိုကြီးရဲ့အကြည့်တွေကရေခဲသားတစ်လက်လိုစူးရပြီးသူ့ရဲ့နှလုံးသားအောက်ခြေထိထိုးဖောက်သွားသလိုခံစားလိုက်ရတဲ့အတွက်ရင်ထဲမှာတုန်လှုပ်သွားပါတယ်ဒီလိုအကြည့်အောက်မှာသူဟာနှင်းတော်ထဲမှာအဝတ်ပလာနဲ့ရက်နေရတယ်လို့မျိုးခံစားရပြီးသူ့ရဲ့ချို့ဝှက်ချက်အားလုံးကိုအကုန်စင်အလုခံလိုက်ရတယ်လို့ပါပဲဒါဆိုရင်မနှက်ဖြန်မှတွေးကြတာပေါ့အကိုကြီးနောက်ထပ်ဘာမှမပြောရဲတော့ပဲဖန်ကျူးဟာတကားကိုဖြင်းချင်းစွာပိတ်ပြီးအခန်းထဲကနေထွက်ခွာသွားပါတော့တယ်